မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ21ရက်တနင်္လာနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်လမ်းပိုင်းပြုပြင်ဖို့ရိုဟင်ဂျာရွာတွေမှာတရင်တယောက်စီလမ်းလောက်သားဖြစ်ဖိအားပေးစေခိုင်းခံနေရတဲ့အဖြစ်တစ်တော့ကိုခုတ်ယူပြီးအေအေကရောင်းချနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချယ်ရီဝင်းပါရခိုင်ပြည်နယ်မောင်နှောမြို့နယ်ပြင်ဖြူကျွော်နယ်မြေ6ကနေကြီးကပ်မြင့်ဌာနချုပ်ကိုသွားတဲ့ကြောက်လန်းခင်းဖို့လမ်းပြုပြင်ဖို့အေအေကလှဘောစာပေါင်စာမင်္ဂလာကြီးနဲ့ကြောက်လေကစားတဲ့ကျွော်အုပ်စုတွေမှာဒေသခံရိုဟင်ဂျာတွေအားအိမ်တိုင်းမှာတယောက်စီကြောက်လန်းခင်းဖို့လမ်းလောက်တာအဖြစ်မဖြစ်မနေဖိအားပေးစေခိုင်းခံနေရတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ15ရက်နေ့ကနေယနေ့ထိကြောက်လန်းခင်းဖို့လမ်းပြုပြင်ဖို့မဖြစ်မနေအေအေအတွက်ရိုဟင်ဂျာတွေလောက်အားပေးနေရတယ်အေအေရဲ့အမေရကျွေးအုပ်ချုပ်ရေးဖွဲ့ကလာခေါ်တဲ့အထည်တွင်ယောက်ျားတွေမရတဲ့အိမ်တွေကအရွေမရောက်သေးတဲ့ရိုဟင်ဂျာကလေးသူငယ်တွေကိုတော့ဖိအားပေးလောက်အားပေးရတယ်အချက်ပေါ်ပြပါကြေးရလေးအမကြေးရအလိုက်အလဲကျလောက်အားပေးရတယ်အိမ်တိုင်းမှာပေးရတယ်လောက်အားပေးဖို့မတော်လို့မရပါဘူးမတော်ရင်2000ကနေ9000ထိတန်းငွေခံရတယ်ဒီနှစ်ပေါင်းစားလဲကြရင်မနေ့ပြန်လာပေါ်စားလဲကြမယ်တပတ်ခါတခြားရွာလိုက်ကြမှာပါမနေ့ကနိုင်မှညနေ9:00နာရီထိကြောက်လန်းခင်းလုပ်ငန်းတွေလုပ်ရတယ်ရိုဟင်ဂျာကလေးငယ်တွေကကြောက်တုံးကြောက်ခဲတွေကိုမတက်ပေးရတာနေပူကြီးတဲ့ကြောက်ဆွစ်တွေထုခွဲရတာအပြင်လှုပ်ချမ်းတွေကိုပါအေးအေးစိတ်ခိုင်းမှုကြောင့်လုပ်နေရတယ်ထမင်းတောက်ရည်နိုင်မကြွေးပါဘူးမိမိအိမ်ကနေတောက်ရည်ထမင်းကြိုက်တွေဆောင်သွားရပါတယ်။လမ်းလုံငန်းလုံနေစဉ်ရေးဆိုင်ရင်ပြင်မရင်ခဏအနားယူနေတာကိုမြင်ချိန်မှစူပေါင်းနေတယ်။ပြင်မအလုပ်တွေလုပ်ပြီးညနေပိုင်းတွင်အိမ်ပြန်လာရင်နေ့အချိန်ပိုင်းတွင်မိမိနေအိမ်တွေမှာအိတ်ဆက်ခွင့်မပြုပါဘူး။ညကင်းဆောက်ဖို့သွားနေရတဲ့အတွက်ရိုဟင်ဂျာတွေကိုအေအေကခစ်တစ်ကျုံလိုပြုမှုဆက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အေကမောင်နှောမြို့နယ်မြောက်ပိုင်းကကြီးကန့်ပြင်ဝါဘတ်ဖာဝတ်ချောင်းရိုဟင်ဂျာရွာပြန်ညောတောင်နွားရုံတောင်စတဲ့ကြေးရွာတွေရိုဟင်ဂျာတွေပိုင်ကြတဲ့တစ်တော်တွေတင်ပေကြီးတွေကိုအေကခုတ်ယူပြီးတစ်တောင်းတွေပြင်မာတွေကိုဘင်္ဂလားဘက်သို့ပို့ဆောင်ရန်စနေတဲ့အပြင်ကြီးကပ်ပြင်နွားရုံတောင်ရွာနီတောင်ကုန်းတွေကိုမိရှို့ရှင်းလင်းနေတယ်လို့သတင်းရင်းမြစ်ရသိရှိရပါတယ်ထို့ပြင်မောင်နှောမြောက်ပိုင်းကရိုဟင်ဂျာကြေးရွာတွေအနေနဲ့အာဆာကိုလက်ခံနေရပေးတာမျိုးမလုပ်ဖို့အာဆာလှရှားမှုတွေကိုချစ်ချင်းအေးစီအကြောင်းကြားဖို့နဲ့ကြေးရွာတွေရဲ့ဧည့်သည်လက်မခံဖို့ခွင့်ပြုချက်မရှိဘဲတရားကနေတရားမသွားဖို့အေဘက်ကတင်းတင်းကြပ်ကြပ်အမိန့်ထုတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်